ဖះเจ้าကဆူတောင်းရည်တွင်းစီကိုအမျိုးသမီးတယောက်ရောက်လာခဲ့တယ်။ဆူတောင်းပြီးအကျွေးစစ်ပစ်ဖို့လုပ်နေချိန်မှာပဲလေပြင်းတစ်ချက်တိုက်သွားပြီးသူ့ရဲ့ဒေါ်လာ20တန်ငွေစက္ကူကရေတွင်းထဲကျသွားတယ်။အဲ့ဒီငွေကသူ့အတွက်အလွန်အရေးကြီးတာကြောင့်မစင်စားပဲရေတွင်းထဲချက်ချင်းခုန်ဆင်းလိုက်တယ်။အနားမှာရှိတဲ့လူတွေကတော့ရေတွင်းထဲကအလူငွေတွေခိုးယူနေတယ်လို့ထင်ပြီးသူမကိုတခိုးလို့ဝိုင်းဝန်းဆဲဆိုကြတယ်။ဒါပေမဲ့လူတစ်ယောက်ကသူမကိုသတင်းထဲမှာမြင်ဘူးတာကြောင့်မှတ်မိသွားတယ်။သူမဟာသမီးရဲ့စေကူသားစေးအတွက်အလုံ9ခုအထိတပြိုင်နက်လုပ်နေတဲ့မိခင်တစ်ယောက်ဖြစ်တယ်။အဲ့ဒီလိုလူမျိုးကခိုးယူမဲ့သူမဟုတ်ဘူးလို့ပြောလိုက်တယ်။အဲ့ဒီအချိန်မှာဖုန်းတော်ကြီးတစ်ပါးရောက်လာပြီးရေတွင်းထဲကငွေအားလုံးကိုဆယ်ယူဖို့တပည့်တွေကိုအမိန့်ပေးလိုက်တယ်။ထို့နောက်အဲ့ဒီငွေအားလုံးကိုအမျိုးသမီးစီပေးအပ်ပြီးသမီးရဲ့ကုသမှုအတွက်အသုံးပြုဖို့ပြောလိုက်တယ်။ဒီစကားကိုကြားပြီးလူတိုင်းတိတ်ဆိတ်သွားကြတယ်ထို့နောက်သူတို့ကအလှငွေတွေထပ်မံလှူဒန်းကြတယ်။ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲသမီးလေးကရုတ်တရက်နှလုံးဖောက်လာခဲ့တယ်လူတွေကသူမကိုဆေးရုံသို့အလင်းအမြန်ပို့ဆောင်ခဲ့ကြပြီးဆရာဝန်ကအသက်ရှင်ဖို့အရေးပေါ်ခွဲစိတ်ကုသမှုလိုအပ်ကြောင်းပြောခဲ့တယ်။ခွဲစိတ်စရိတ်အတွက်3ရက်အတွင်းဒေါ်လာ2သိန်းရှာဖွေရမှာဖြစ်တယ်။ဒီသတင်းကိုကြားပြီးနောက်အမျိုးသမီးဟာပိုပြီးစူးစမ်းအလုပ်လုပ်ခဲ့တယ်။ရေထမ်းတဲ့ကြော်ညာစာရွက်ဝေတဲ့ပကံဆေးတဲ့ရတဲ့အလုပ်မှန်သမျှလုပ်ခဲ့တယ်။ဒီနေ့မှာတော့အထက်မြင့်အဆောက်အုံစောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာအလုပ်ရခဲ့တယ်။သမီးရဲ့အသက်ကိုကယ်တင်ဖို့သူမဟာအသက်အန္တရာယ်ကိုတော့မမှုပဲအမြင့်ကြီးပေါ်တက်အလုပ်လုပ်ခဲ့တယ်။ဒါပေမဲ့အလုပ်လုပ်နေစဉ်ဟန်ချက်ပြက်ပြီးပြုတ်ကျသွားခဲ့တဲ့ကံကောင်းစွာနဲ့ကုမ္ပဏီရဲ့သတင်းပေါက်အပြင်ဘက်အနားသက်တဲ့နေရာမှာတွဲလောင်းကျန်နေခဲ့တယ်။ဒီအဖြစ်ကိုမြင်တဲ့ဥက္ကဋ္ဌကချက်ချင်းလူတွေကိုလှုပ်ပြီးကယ်တင်စေခဲ့တယ်။ကယ်တင်ပြီးနောက်လက်ထောက်ကဒီလောက်အန္တရာယ်များတာကိုသိရလားလို့မေးတဲ့အမျိုးသမီးကဒူးထောက်ပြီးသူမကိုအလုံးမဖြုတ်ဖို့တောင်းပန်ခဲ့တဲ့သမီးရဲ့ခွဲစိတ်ကုသမှုအတွက်ငွေရမ်းလိုအပ်နေတယ်လို့ပြောခဲ့တယ်။ဒီစကားကိုကြားပြီးဥက္ကဋ္ဌကအတွေးနဲ့သွားခဲ့တယ်သူမိခင်သာဒီအမျိုးသမီးလိုတာဝန်သိခဲ့မယ်ဆိုရင်သူ့ညီမလေးတည်ဆုံးခဲ့ရမှာမဟုတ်ဘူးလို့တွေးမိတယ်။ဒါပေမဲ့သူမသိသေးတာတခုရှိတယ်ဒီအမျိုးသမီးဟာသူ့ရဲ့မိခင်ရင်ဖြစ်နေခဲ့တာပဲ။လွန်ခဲ့တဲ့နှစ်ဆက်ကသူမဟာနှလုံးရောဂါရှိတဲ့ကလေး2ယောက်ကိုတယောက်တည်းပြုစုခဲ့ရတယ်။ဒီနေ့မှာတော့တားရဲ့ယောဂအခြေအနေဆိုးရွားလာခဲ့တဲ့တားကိုကယ်တင်နိုင်ဖို့ချမ်းသာတဲ့မိသားစုတစုစီမွေးစားပေးဖို့သဘောတူခဲ့ရတယ်။တားလေးမမေ့နိုင်အောင်သူမကရက်ဆက်တဲ့မိခင်တယောက်လိုဟန်ဆောင်ပြီးနောက်တစ်ခါမတွေ့ချင်တော့ဘူးလို့ပြောခဲ့တယ်။နှစ်ဆက်ကြာပြီးနောက်သားဟာကုမ္ပဏီကြီးတစ်ခုရဲ့ဥက္ကဋ္ဌဖြစ်လာခဲ့တဲ့သူကရွာကိုပြန်လာပြီးညီမနဲ့မိခင်ကိုလိုက်ရှာခဲ့ပေမဲ့ရွာသားတွေကသူတို့2ယောက်စလုံးတိတ်ဆုံးသွားပြီလို့ပြောခဲ့ကြတယ်။ဒီသတင်းကိုကြားပြီးဥက္ကဋ္ဌဟာစိတ်ထိခိုက်လွန်းလို့လဲကျသွားခဲ့တယ်။တစ်ဖက်မှာတော့သမီးရဲ့အခြေအနေကပိုဆိုးလာခဲ့တဲ့မိခင်ဟာငွေရှာဖို့နေရာအနှံ့ပြေးလွှားနေခဲ့ပေမဲ့ရုတ်တရက်ဥက္ကဋ္ဌရဲ့ကံကောင်းစေတဲ့လက်ဆောင်ပစ္စည်းကိုခိုးယူတယ်လို့ဆွဆွဲခံလိုက်ရတယ်။လက်ထောက်ကသူမရဲ့ကိုယ်ပေါ်ကိုရှာဖွေစစ်ဆေးခဲ့ပြီးလူတိုင်းကသူမကိုတခိုးလို့ထင်ခဲ့ကြတယ်။မျိုးသမီးကအဲ့ဒီပစ္စည်းဟာသူမရဲ့ပစ္စည်းဖြစ်တယ်လို့ငွေကိုရှင်းပြပေမဲ့ဘယ်သူမှမယုံကြည်ခဲ့ကြဘူး။နောက်ဆုံးမှာတော့သူမကိုအတင်းမောင်းထုတ်လိုက်ကြတယ်။လမ်းပေါ်မှာလဲကျပြီးငိုကြွေးရင်းအော်ဟစ်နေခဲ့တဲ့အဲ့ဒီပစ္စည်းဟာသူမရဲ့သားကိုပြန်ရှာဖို့ကြံရှိတဲ့တခုတည်းသောအမတ်တရားဖြစ်တယ်။ဒါပေမဲ့ဘယ်သူမှဂရုမစိုက်ခဲ့ကြဘူး။တစ်ဖက်မှာတော့ဥက္ကဋ္ဌနဲ့သူ့မိသားစုအိမ်ပြန်ရောက်သွားခဲ့တဲ့အဲ့ဒီအချိန်သူ့သားလေးကကစားစရာတွေစုပ်ကစားနေရင်ဥက္ကဋ္ဌရဲ့မူလကံကောင်းစေတဲ့ပစ္စည်းကိုတွေ့ရှိသွားခဲ့တယ်။ဒီလိုနဲ့အမတ်တရားကတဖြည်းဖြည်းပေါ်လာတော့မဲ့အချိန်ကိုရောက်ရှိလာခဲ့ပါတယ်။